အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်တို့စတင်ပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်2026ခုနှစ်ကဆိုရင်တော့ကျယ်ပွင့်ရှစ်ပွင့်ဆိုတဲ့နာမည်ပါပဲလောက်တလောက်အကျိုးပေးမယ်ကိုဘယ်လောက်လုံနိုင်မလဲကိုယ့်ရဲ့စိတ်ကူးတွေကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဘယ်လောက်ထိအကောင့်တွေဖော်နိုင်မလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်ကံဉဏ်ဝရိယအကြောင်းတရား၃ပါးထဲမှာဉာဏ်နဲ့ဝရိယသည်စိုက်ထုတ်ရင်စိုက်ထုတ်သလောက်အောင်မြင်မှုရမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်။တော့တနင်္ဂနွေသားသမီးတွေဟာ2026ခုနှစ်အတွက်အားမွေးထားပါနော်။အင်မတန်မှအကျိုးပေးတတ်တယ်၊ကံကောင်းတတ်တယ်၊အောင်မြင်မှုရတတ်တယ်။မိမိတို့ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေတစ်ခုတစ်ခုဖြစ်မြောက်ပြီးတော့အောင်မြင်မှုရလာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အလုပ်အကိုင်တွေအခွင့်အရေးတွေအခွင့်အလမ်းတွေများစွာဝင်လာတတ်တဲ့နှစ်မျိုးလည်းဖြစ်ပါတယ်။ကံတွေကတော့ကောင်းပါရဲ့နဲ့ကိုကမလှုပ်လိုက်မိလို့နှစ်တစ်နှစ်နာသွားတာမျိုးမဖြစ်အောင်နော်ကြိုးစားတင်တယ်လို့အကြံဉာဏ်ပေးချင်ပါတယ်အဲ့တော့လောက်ကန်ခွင့်ခွင့်လန်းတွေကတော့အများကြီးပေါ်များတတ်တယ်အဲ့တော့ကိုကတစ်ခုခုကိုရွေးချယ်ပြီးတော့တစ်ခုခုကိုစိုက်လိုက်မှတ်တယ်ဖိုကတ်လုပ်ပြီးတော့ကြိုးစားအထောက်မယ်ဆိုရင်တနင်္ဂနွေသားသမီးတွေအတွက်ဒီလာမဲ့2026ခုနှစ်ကဒါအင်တာမရွှေဖြစ်ငွေဖြစ်မဲ့နှစ်လို့တောင်ပြောမယ်ဆိုရင်ပြောလို့ရတဲ့နှစ်မျိုးဖြစ်ပါလေကျယ်ပွင့်ရှစ်ပွင့်ဆိုတဲ့သင်္ကေတနမိတ်ဒီဒါကတော့တော်တော်လေးကိုမှအင်တာမကောင်းပါဇွဲလုံးလောက်ဝရိယနဲ့အပတ်တကောကြိုးစားအထောက်နေတဲ့လူလင်တယောက်ကအောင်မြင်မှုတွေကိုကိုစားပြုတဲ့ကျယ်ပွင့်တွေကိုကိုယ်တိုင်ထွန်းထုနေတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ဒါကြောင့်မလို့တနင်္ဂနွေသားသမီးတွေကိုပြန်ပြီးတော့မေးချင်တာက2026ခုနှစ်အတွက်အစင်းသင်းဖြစ်ပြီလား။ဇွဲလုံးလောက်ဝရိယတွေအားစိုက်ပြီးတော့ကြိုးစားအထောက်ပါအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်တနင်္ဂနွေသားသမီးတွေဟာကန်တာတာကောင်းတဲ့နမိတ်ကြလို့အရင်ကြီးလည်းပျော်မသွားနဲ့အောင်အခက်အခဲလေးတွေလည်းကြုံနိုင်သေးတယ်။အဲ့ဒီအခက်အခဲကဘာလဲဆိုတော့စန်တဝါဝါဖြစ်မဲ့အခက်အခဲပေါ့နော်။ဘာလို့လဲမသိဖြစ်တာအခွင့်အရေးတွေပေါ်တယ်အခွင့်အလမ်းတွေပေါ်တယ်အကြံစီတွေအများကြီးပေါ်တယ်အကြံကောင်းကြံကောင်းတွေလည်းရတယ်အဲ့တော့ကိုကနေပြီးတော့ဟိုအလောကကောင်းတုံတို့ဒီအလောကကောင်းတုံတို့နဲ့အချိန်တွေကုန်သွားတတ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေ2026ခုနှစ်မှာတခုခုကိုဖိုးကတ်ထားပြီးတော့ကြိုးစားပါအားထုတ်ပါလို့အကြံဉာဏ်ပေးတင်ပါတယ်နံပါတ်1ကကျမ်းမာရေးပေါ့နော်ကျမ်းမာရေးကတော့ဖုန်ကြီးနမိတ်ကြတာပေါ့ဖုန်ကြီးနမိတ်ကကျတော့အင်မတန်မှကောင်းပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးတွေဟာ2026ခုနှစ်ကကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတာဆိုရင်တော်တော်လေးကောင်းတယ်အဖက်ဘက်ကနေအဆင်ပြေမယ်ကံကောင်းပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်ပါတယ်နောက်လူမှုရေးပေါ့နော်လူမှုရေးနဲ့ပတ်သက်တော့စေရထားနမိတ်ကြတယ်စေရထားဆိုတော့မကောင်းပါဘူးစေရထားအတိုက်ပွဲဝင်ရလူမှုရေးနဲ့ပတ်သက်ရင်အတိုက်ခံတွေကြုံတတ်တယ်အနောက်ချက်ကလေးတွေကြုံတတ်တယ်အလုံးလုံးနဲ့ကိုရန်စတာမျိုးတွေလည်းဖြစ်တတ်တယ်အလုံးမှာအပြိုင်ဆိုင်ပေါ်တတ်တယ်လုံးပေါ်ကိုင်ဘက်တွေနဲ့အဆင်မပြေမှုလေးတွေကြုံရတတ်တယ်အဲ့တော့အတိုက်ခံအနောက်ချက်တွေအတွက်ရင်ဆိုင်ရဲတဲ့ရင်ဆိုင်နိုင်တဲ့ကြော်လွှားနိုင်တဲ့တတ်တည်လေတနင်္ဂနွေသားသမီးတွေအတွက်2026ခုနှစ်မှာအမှန်တကယ်လိုအပ်ပါတယ်နောက်တစ်ခုကကောင်းတာအရန်ကောင်းတဲ့ကိစ္စတစ်ခုရှိသေးတယ်အဲ့ဒါဘာလို့ဘာသာရေးနဲ့ပတ်သက်တဲ့ကံပေါ့နော်ဘာသာရေးနဲ့ပတ်သက်တဲ့ကံတာကတော့တော်တော်ဆိုမှတော်တော်ကြီးကောင်းပါတယ်ဘာသာရေးလုပ်ရင်လုပ်တော့အေးချမ်းမယ်ဘာသာရေးတွေလည်းပို့လို့ဖြစ်မယ်ဖျားတရားအလုပ်တွေလည်းပို့လို့ဖြစ်မယ်ကိုယ်ကိုယ်တိုင်လည်းအေးချမ်းချမ်းလေးနဲ့ဘာသာရေးလုပ်ချင်တဲ့ကံကြိတ်တွေများစွာပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်တနင်္ဂနွေသားသမီးတွေပညာရေးနဲ့ပတ်သက်တဲ့ကံကြမ္မာဆိုရင်လည်းတော်တော်ကြီးကောင်းပါတယ်အဲ့တော့တနင်္ဂနွေသားသမီးလူငယ်တွေထဲမှာသင်တန်းတက်တာတွေကျောင်းတက်တာတွေစာမေးပွဲဖြေဖို့နိုင်ငံခြားပညာတော်သင်သွားဖို့စီမံနေတယ်ကြိုးစားအထောက်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်လွယ်လွယ်ကူကူနဲ့ကိုအဆင်ပြေသွားနိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့အကြီးအကဲကိုအကြောင်းပြုပြီးတော့ပူပန်ရတတ်တယ်ဆွေမျိုးသားချင်းအကြီးအကဲနဲ့ပတ်သက်ပြီးတော့စိတ်မောလူမောဖြစ်ရတတ်တယ်ဆွေမျိုးသားချင်းအကြီးအကဲတွေကိုအကြောင်းပြုပြီးတော့ငွေကုန်ကြီးကြလေးတွေများတတ်တယ်အဲ့တော့ဒီနေ့တော့ဒီမှာအမွေကိစ္စမိသားစုအိမ်တွင်းရေးကိစ္စတွေကတော့အနည်းငယ်အဆင်မပြေနိုင်သေးပါဘူးအခက်အခဲလေးတွေအဖို့တစ်ကလေးတွေ2026မှာကြုံနိုင်ပါသေးတယ်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကံတာတဲ့တတဝါဆိုတဲ့နမိတ်ကြတတဝါနမိတ်ကဒီနေ့တော့ဒီမှာအိမ်တော်ရေးအိမ်တွင်းရေးအိမ်တော်ရေးကိစ္စတွေအခြေအိမ်တော်ရေးကိစ္စတွေနဲ့ပတ်သက်ရင်ပြတ်သားသားဖြစ်သွားမဲ့နမိတ်မျိုးဖြစ်ပါတယ်တို့လိုတန်းလန်းဖြစ်နေတာတွေအားလုံးစရင်ရှင်းသွားမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ပြန်အစဉ်ပြေမဲ့အိမ်တော်ရေးမျိုးတွေဆိုရင်လည်းထဲထဲဝင်ဝင်ပြန်ပြီးတော့အစဉ်ပြေသွားပါလိမ့်မယ်လုံးဝပြီးပြတ်သွားမဲ့အိမ်တော်ရေးမျိုးဆိုရင်လည်းပဲတနင်္ဂနွေသားသမီးတွေရဲ့2026ကယတိပြတ်မိသားစုအိမ်တွင်းအိမ်တော်ရေးတွေပြီးပြတ်သွားမဲ့ကံတရားမျိုးဖြစ်ပါတယ်အရင်အချိန်ကာလတွေတုန်းကလို့တိုးလို့တန်းလန်းဖြစ်ပြီးတော့ကြံခဲ့မှာမဟုတ်ပါဘူးလုံးဝကိုအိမ်တွင်းအိမ်တော်ရေးအခြေအားလုံးကလုံးဝပြဿနာတွေအခက်အခဲတွေကိုစရင်ရှင်းလိုက်တယ်လို့လုံးဝတိတိကျကျပြပြသားဖြစ်သွားနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေ2026ခုနှစ်အတွက်ကံကြမ္မာဖြစ်ပါတယ်ဇွဲလုံးလာဝရိယနဲ့အပတ်တကုတ်ကြိုးစားထုတ်ပြီးတော့အောင်မြင်မှုရယူနိုင်ပါစေလို့ဆုတောင်းပါတယ်နော်အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေရှိပါတယ်ဒီနေ့တော့ဒီမှာအဝါရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်ကဏ္ဍအပြင်ဆိုရင်9ကဏ္ဍ6ကဏ္ဍကောင်းပါတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုမုတ်ဖက်ထုတ်ခုနှစ်ထုတ်ကိုမကြကတ်လူပူသွားပြီးတော့ဆုတောင်းပါတနင်္ဂနွေသားသမီးတွေ2026မှာမကောင်းတဲ့ကံတာညံ့ကြိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဘာကြိုင်မင်းတွေကရဲ့ကြီးနေပတော့ပြီးပါဆိုတဲ့ပြီးလေးပါမိမိရဲ့အလုပ်ကိုင်ကြံစီတွေစိတ်ကူးတွေရွေးချက်တွေညီမချက်တွေမြန်မြန်ဆန်ဆန်ပြီးခြင်းနဲ့ပြင်းပြောက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်စောင်းထားတဲ့မင်းသိင်ကပတိလေးဖြစ်ပါတယ်စိတ်မဲ့ဆိုရင်လည်းပို့ပြီးတော့ကောင်းတာပေါ့နော်ဒီပတိလေးတွေနောက်တစ်ခုကကျွန်တော်တို့ဝါစိမ့်နေကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့အဆောင်လက်ပတ်လေးတွေပေါ့ကျမ်းမာရေးကောင်းဖို့အတွက်အဝါရောင်လက်ပတ်လေးနောက်တစ်ခုကစီဝိုင်းနဲ့ပတ်သက်ရင်အစိမ်းရောင်အဆောင်လက်ပတ်လေးပေါ့နော်ဒါကြီးလေးကြီးစမဒါကတော့အခြေအနေနဲ့ပတ်သက်တဲ့လက်ဖွဲ့လေးဖြစ်ပါတယ်ဒီလက်ဖွဲ့လေးတွေနောက်တစ်ခုကကျွန်တော်ဒီမှာအဲ့လက်ဖွဲ့ထဲမှာပါတဲ့အင်းလေးတွေနဲ့အင်းစမဆက်လွယ်ပေါ့
ဆက်လွယ်လေးတွေမြည်သူမဆိုဆောင်းလို့ရတဲ့ဆက်လွယ်လေးတွေဒါကတော့ကျွန်တော်တို့ရတနာဒီပန်ဖျောင်းနိုင်တယ်နော်အဲ့ဒါလေးတွေလိုက်မှာလည်းကျွန်တော်တင်ထားပါတယ်ဒါကတော့ဈေးအောင်ကောင်းသေးတဲ့ဝါစိမ့်တွေအင်းစမဖျောင်းနိုင်လေးတွေပါအဲ့တော့ဒါကတော့ရတနာဒီပန်ဖျောင်းနိုင်အကြောင်းကိစ္စရှိတဲ့ကထုံးလို့ရတယ်ဖျောင်းနိုင်ပါအဲ့ဒါလေးတွေလိုချင်နေဆိုရင် Viber နေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်ဒီမှာမိတ်ဆွေတွေတဲ့ဒီကနေ့ကစပြီးတော့နှစ်သက်လာမယ့်2026ခုနှစ်နှစ်သက်မင်္ဂလာမှာတနေ့တာကလည်းပဲလို့ကိုကျမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒတွေပြည့်စုံကြပါစေလို့ယူတော်မင်္ဂလာချမ်းတွေလိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်